မြင့်မြတ်မို့ထဖိလစ်ပိုင်လာမယ်ကမဲရလက်30ကျော်ပုံများနေမင်္ဂလာပါပြည်သက်ကြီးရေလက်ရှိမှာဗီယက်နမ်မှာကျင်းပနေတဲ့ Miss Cosmo အလှမေပြိုင်ပွဲကြီးကတော့မြန်မာမာရောနိုင်ငံတကာမှာပါစိတ်ဝင်စားမှုမြင့်တက်နေတာဖြစ်ပါတယ်အကြောင်းကတော့အလှမေတွေအားလုံးထဲမှာ top 5ဝင်မယ်လို့ယူဆရတဲ့မြန်မာအလှမေဖိလစ်ပိုင်ဗီယက်နမ်ပနားမားနဲ့မက္ကဆီကိုတို့ကအပြိုင်ဆိုင်ရှင်ပြိုင်နေကြတာမို့ဘယ်သူကဝင်းနာဖြစ်သွားမလဲဆိုတာကိုအားလုံးကစိတ်ဝင်စားနေကြတာပါနောက်တစ်ခုကတော့ပြည်သက်ပြီးတဲ့ဗိုလ်အများဆုံးဖြစ်တဲ့လာမယ်ဟာ People Choice Award ဆုကြီးရမှာဖြစ်ပြီးအလိုအလျောက် Top 5ထဲမှာဝင်မှာဖြစ်ပြီးမြန်မာပြည်သက်တွေကမြင့်မြတ်မှုကိုမဲအများဆုံးဖြစ်စေချင်နေကြပါတယ်။ဒါပေမဲ့အခုလက်ရှိမဲရလက်တွေရတော့ဖိလစ်ပိုင်လာမယ် Chelsea ကမဲရည်အတွက်30ကျော်နဲ့ထိပ်ဆုံးကရပ်တည်နေပါတယ်။ဒုတိယနေရာမှာပနာမာလာမဲက30ကျော်နဲ့ရပ်တည်နေပြီးဗီယက်နမ်ကမဲရလက်12သိန်းကျော်ရရှိထားပါတယ်။နံပါတ်9နေရာမှာမြင့်မြတ်မှုကမဲရည်အတွက်8သိန်းကျော်သာရရှိထားတာပါဖိလစ်ပိုင်လာမယ်ကုမ္ပဏီပုံမြင့်မြတ်မှုအတွက်မဲရည်အတွက်30ကျော်လိုအပ်နေသေးတာမို့ People Choice Award ကြီးကိုရရှိနိုင်ပါတော့မလားလို့မြန်မာပြည်သက်တွေကစိတ်ပူနေကြပါတယ်မြင့်မြတ်မှုက People Choice Award ဆုမရခင်နောက်မှာဝင်းနာပြနိုင်တယ်လို့နိုင်ငံတကာ page တွေကဖော်ပြနေကြပါတယ်မြင့်မြတ်မှုကိုမဲပေးမှုပိုများစေမယ့် Carnival Show ပွဲမှာမြင့်မြတ်မှုရဲ့တောင်းဝတ်စုံကရုပ်ရှင်လွန်နေတာကြောင့်လည်းမဲပေးမှုနှေးပါးနေတာဖြစ်နိုင်ပါတယ်။ Miss Cosmo ဟာအရင်နှစ်တွေကလို National Costume ပြိုင်ပွဲမပါတော့ဘဲ Carnival Costume ဆိုပြီးပြောင်းလဲခဲ့တာပါ။အစပထမကမြင့်မြတ်မှုအတွက်ဒီဇိုင်နာ TK Team ကဖန်တီးပေးထားတဲ့ National Costume ဝတ်စုံဟာအမေရင်ရင်နဲ့ရဲ့ဝတ်စုံဖြစ်ပြီးဆီလီကွန်မျက်နှာဖုံးသုံးခုကြောင့်စမ်းပြပြီးနိုင်ငံတကာကတော့အကြိုက်တွေ့စေနိုင်ပါတယ်။ဒါပေမဲ့ Carnival Costume ပြောင်းလိုက်တော့အဲ့ဒီဝတ်စုံကိုပြသခွင့်မရတော့ပဲဒီဇိုင်နာလင်းထက်ညီညီရဲ့တောင်းဝတ်စုံနဲ့ရှင်ပြိုင်ခဲ့ရတာပါဒီဇိုင်နာလင်းထက်ညီညီကလည်းအရန်တော်တဲ့ဒီဇိုင်နာဖြစ်ပေမဲ့ Carnival Show အတွက်ဝတ်စုံချုပ်ဖို့အချိန်သိမ့်မရခဲ့တာမို့မြင့်မြတ်မှုရဲ့တောင်းဝတ်စုံကိုအရင်ကလိုဖြာထွက်နေအောင်မချုပ်နိုင်ခဲ့ပါဘူးတကယ်လို့သာ TK Team ရဲ့အမေရေရေဝတ်စုံနဲ့ရှင်ပြိုင်ခွင့်ရခဲ့ရင်မြင့်မြတ်မှုကအဲ့ဒီညမှာမေးရလက်အများဆုံးဖြစ်သွားနိုင်ပါတယ်။ Carnival Show မှာတော့ဖိလစ်ပိုင်လမေရေဝတ်စုံကလူကြိုက်များခဲ့ပြီးသူမမဲရီအတွက်30ကျော်ရရှိစေခဲ့တာပါ။ဒါပေမဲ့နောက်ရက် event တွေမှာတော့မြင့်မြတ်မှုအနေနဲ့ဘလူးမိုင်းစားဝတ်စုံတွေနဲ့ထွက်လာမလဲဆိုတာစောင့်ကြည့်ရမှာပါ။ Final ပွဲနီးကပ်လာတာနဲ့မျှဝတ်စုံတွေကလည်းအလားဆုံးဆိုတာတွေပဲဖြစ်ဖို့လိုအပ်လာပါပြီ။ဆရာတူကတော့ပြည်သက်တွေကဆက်သွယ်ပြီးပေးလာတဲ့ပတ်စံတွေနဲ့သူ့ရဲ့ပတ်စံတွေစုထားပြီးတော့ final ပွဲနီးမှစုပေါင်းပြီးမဲပေးမယ်လို့ပြောပါတယ်။ဒါကြောင့်မို့ခုချိန်မှာဖိလစ်ပိုင်လက်မယ်ကမဲရည်အတွက်အများဆုံးဖြစ်နေပေမယ့် final မှာတော့မြင့်မြတ်မှုကမဲအများဆုံးရသွားနိုင်ပြီး People Choice Award ကြီးနဲ့ဝင်းနာဆုကိုရရှိသွားနိုင်ပါတယ်။ဗီယက်နမ်နိုင်ငံသားတွေကလည်းမြင့်မြတ်မှုကိုချစ်ခင်အားပေးနေကြပြီးဗီယက်နမ်မဲကိုမဲပေးမဲ့အစားမြင့်မြတ်မှုကိုပဲမဲပေးနေကြတယ်လို့သိရပါတယ်။မြင့်မြတ်မှုကိုရေကူးဝတ်ဆောင်ပြိုင်ပွဲမှာကနိုင်ငံတကာကတတိထားမိပြီးအားပေးမှုများစွာရရှိထားတာပါမြင့်မြတ်မှုကိုကြော်ညာလုပ်ငန်းတွေမှာခေါ်ယူခြင်းနေတဲ့ဗီယက်နမ်ကစီးပွားရေးလုပ်ငန်းရှင်တွေနဲ့နိုင်ငံတကာက fashion show တွေပါရှိနေတယ်လို့သတင်းတွေကလည်းထွက်ရှိနေတာပါတကယ်လို့မြင့်မြတ်မှုသော crown ကြီးယူလာနိုင်ခဲ့ရင်မြန်မာနိုင်ငံအတွက်ပထမဆုံး crown နဲ့အမြင့်ဆုံးဆုကိုရရှိမှာဖြစ်ပါတယ်ပရိသတ်ကြီးလည်းမြင့်မြတ်မှုအတွက်မဲလေးတွေပါဝင်ပေးကြရင်းနဲ့ Miss Cosmo Crown ကြီးရယူလာဖို့အားပေးကြပါအောင်ရှင်